Hello Sagittarius မင်္ဂလာပါဒီနေ့ Sagittarius zodiac sign အတွက်ကို no contact timeless reading လေးလုပ်ပေးပါမယ်ဆိုတော့ no contact မှာကလက်ရှိမှာကကိုကဆက်ဆံရေးထဲမှာ relationship ထဲမှာပဲဖြစ်ဖြစ် ace တွေပဲဖြစ်ဖြစ် situationship ပဲဖြစ်ဖြစ်เนาะဘလို့ဆက်ဆံရေးမဆိုကြည့်လို့ရပါတယ်လက်တလုံးမှာအဆက်အသွယ်ပြတ်တောက်သွားတယ်เนาะအကြောင်းရင်းမသိဘဲနဲ့ghost လုပ်သွားတာပဲဖြစ်ဖြစ်နော်ရည်ရွယ်ချက်ရှိနော်အဆက်အသွယ်ပြတ်တောက်သွားတာပဲဖြစ်ဖြစ်တစ်ဖက်လူကနေပြီးတော့နော်ဆိုတော့အကုန်လုံးအတွက်ကိုကြည့်လို့ရပါတယ် Sagittarius လေးတွေအတွက်ကိုပေါ့နော်ဆိုတော့ no contact timeless reading လေးဖြစ်တဲ့ကြောင့်ဘယ်ချိန်ဆိုကြည့်လို့ရတယ်ဒီနေ့ reading မှာကနှစ်ယောက်ရဲ့ energy ကိုအရင်ဆုံး check မယ်ပြီးလို့ရှိရင်လက်ရှိသူ့ရဲ့ခံစားချက်နော်ကိုယ့်ရဲ့ခံစားချက်နော်ပြီးတော့နှစ်ယောက်အနာဂတ်ဘာတွေဆက်ဖြစ်မလဲပြီးတော့တစ်ဖက်လူရဲ့ရင်တွင်းစကားကိုတော့ဒီ oracle ကလေးနဲ့ကျွန်တော်တို့သွားလိုက်ပါမယ်เนาะဆိုတော့အားလုံးအရင်ဆုံးပဲနှစ်ယောက် energy check ဖို့အတွက်ကိုကလေးဆွဲလိုက်မယ်เนาะဆိုတော့ no contact Sagittarius လေးအတွက်ကိုtimeless reading လေးဖြစ်ပါတယ် wheel of fortune ကြတယ်အားလုံးအရင်ဆုံးကလေးဆွဲလိုက်မယ်เนาะOkay အဲ့တော့လေဒီမှာကျွန်မမြင်ရတာကတော့ဆက်ဆံရေးအခုလာကြည့်တဲ့ Sagittarius လေးတွေအတွက်ကတော့လေ ace တွေများမယ်သိလားเนาะ ace တွေ ace ကိုမှာလေ ace နဲ့ကိုနဲ့ကပြတ်သွားပြီမဲ့လေနှစ်ယောက်ကလုံးဝဟိုယတိပြက်ကြီးမဟုတ်ဘူးယတိပြက်ကြီးမဟုတ်ဘူးကိုကဆက်ဆံရေးကိုရက်သွားပြီမဲ့လေကိုကစကားတွေပြောနေတော့မယ်သူနဲ့တွေ့နေတော့မယ်ဘာလို့လဲဆိုတော့တန်ရောစင်တွေအများကြီးရှိခဲ့ကြရယ်เนาะနှစ်ယောက်ရဲ့ဆက်ဆံရေးကတန်ရောစင်တွေအများကြီးရှိရယ်တယောက်နဲ့တယောက်ကိုလက်လွတ်ဖို့အရန်ခတ်တယ်เนาะအရင်တုန်းကလည်းတော်တော်လေးကိုချစ်ခဲ့ကြတဲ့ပုံတော်တော်လေးကိုlong term အထိ non stable marriage ဒီလိုမျိုး family အဲ့လိုမျိုး connectionနော် family stability အထီကိုသွားဖို့ပြောခဲ့ဆိုခဲ့ဘူးတဲ့ပုံစံမျိုးတွေတွေ့တယ်ဒါပေမဲ့အခုချိန်နေမှာတော့ ace ပေါ့နော်ကိုယ့်ရဲ့ ace ဒါပေမဲ့လုံးဝပြတ်တောက်သွားလားဆိုဆက်ဆံရလုံးဝပြီးဆုံးသွားလားဆိုတော့လေပြီးဆုံးသွားတဲ့အခြေအနေမဟုတ်ဘူးသိလားဘာဖြစ်လို့လဲဆိုတော့လေနှစ်ယောက်ကလေဒီမှာမြင်ရတာကtwin flame နေများတယ်နော် twin flame energy များတယ် twin flame ကိုမှဟိုပါပေါ့နော် karmic ပေါ့နော်ကံဝေကျွေးတွေကတော်တော်လေးကိုနှစ်ယောက်ကြားမှာကမပြီးဆုံးသေးတဲ့ပုံစံမျိုးရှိရယ်နော်ဆိုတော့အဲ့လိုမျိုး energy ကိုကျွန်မတွေ့ရတယ်ဒါပေမဲ့အခုလက်တလုံးအခုလက်ရှိမှာက no contact နော် recently ဖြစ်သွားတဲ့ပုံကိုကျွန်မမြင်ရတယ်ဘာမှလည်းဟို ace ဆိုပေမဲ့နော်ဒီလိုမျိုးပုံမှန်ပဲပြောဆိုနော်စကားတွေပြောဟိုစာတွေတယောက်နဲ့တယောက်ပို့နေရင်းနဲ့ပဲ no contact ဖြစ်သွားတဲ့အခြေအနေမျိုးကိုတွေ့ရတယ်เนาะနောက်ပြီးတော့လေဒီမှာကျွန်မမြင်တာကလေတစ်ဖက်လူကအရင်ဆိုးတဲ့ပုံမပေါ်ဘူးเนาะအခုချီးရဲ့သူကနည်းနည်းလေး toxic ဆန်တဲ့ပုံစံမျိုးရှိခဲ့မယ်အရင်တုန်းကเนาะအရင်တုန်းက toxic ဆန်တဲ့ပုံစံမျိုးတွေဆက်ဆံရေးမှာမမျှတတဲ့ဆက်ဆံရေးမျိုးတွေအဲ့လိုမျိုးတွေဖြစ်ခဲ့တဲ့အနေထားတွေကျွန်မတွေ့ရတယ်เนาะဆိုတော့လက်ရှိမှာအခုကြည့်တဲ့သူကနေပြီးတော့ wonder why ပေါ့เนาะဘာဖြစ်လို့ဟိုအဆက်အသွယ်ဖြတ်တောက်သွားလဲသူပဲနောက်တစ်ယောက်ရသွားပြီလားเนาะသူပဲငါ့ကိုတကယ်ဟိုပဲယတိပြက်ကိုစိတ်ဖြတ်နိုင်သွားနိုင်ပြီလားပေါ့เนาะအဲ့လိုမျိုး energy လေးတွေတွေ့ရတယ်เนาะဒါပေမဲ့ဒီမှာ dead ကကြတော့ဘာလဲဆိုတော့လေသူနဲ့တစ်ဖက်လူနဲ့ကိုယ်နဲ့ကြားမှာရှိရဲ့ pattern တွေပေါ့နော်အဲ့ pattern တွေက mostly ကတော့ဒီဟိုမကောင်းတဲ့အချင်းမကောင်းတဲ့အပြုမှုမကောင်းတဲ့အရာတွေပေါ့နော်တစ်ဖက်လူနဲ့ပတ်သက်ပြီးအဲ့ဒါတွေကလေပြီးဆုံးသွားပြီဆိုတော့ energy မျိုးကိုကျွန်မတွေ့ရတယ်เนาะဆိုတော့အခုကာလကအခုဒီကာလကကြာ retrograde လည်းဖြစ်တယ်ပေါ့နော်ဆိုတော့တချို့ဆက်ဆံရေးတွေကလုံးဝနော်ရပ်တန့်သွားပြီးတော့ rebirth ပေါ့နော်အသက် rebirth ပြန်စတဲ့ပုံစံမျိုးတွေလည်းရှိတယ်
ကျမတို့အခုနောက်သူအခုလက်ရှိဘာတွေဖြစ်နေလဲသူဘာလို့ no contact လောက်သွားလဲသူ့ရဲ့ခံစားချက်တွေကဘာတွေလဲကျမတို့ကတ်ဆွဲမယ်နော်အဲ့တော့လက်ရှိတစ်ဖက်လူအနေနဲ့သူဘာတွေသူ့ရဲ့ life မှာဖြစ်နေလဲသူ့ရဲ့ခံစားချက်တွေနော်အခုကြည့်ရသူပေါ်မှာသူ့ရဲ့ခံစားချက်တွေကဘယ်လိုတွေရှိမလဲကျမတို့ဆက်သွားလိုက်ရအောင်okay အဲ့တော့ဦးရ fortune ပဲပြန်ကြရနော် oh my god okay ဟုတ်ပြီအဲ့တေချာပေါက်လေကျမတို့မှမြင်တာကတစ်ဖက်လူကနေပြီးတော့သူ့အတွက်လူသစ်တယောက်နော်လူသစ်တယောက်တွေ့သွားပြီလို့ကျမမြင်တယ်နော်ဒီမှာ 7 of sweat ပါနေရယ်တစ္ဆာဖောက်တယ်လို့လည်းပြောလို့မရဘူးတင်လာဖောက်လဲဆိုတော့ကိုနဲ့အဲဒီတစ်ဖက်လူနဲ့ဆက်ဆံရေးကခုနကပြောသလို X ဆိုပေမဲ့ X ပေါ့နော် officially ကတော့အားလုံးသိကြတော့ X ဒါပေမဲ့လည်းတိုင်ရောစင်နေမကောင်းသေးလို့ပဲဖြစ်နော်ဘလို့မှလုံးဝတိုင်ဆက်ဆံရေးကပြတ်တောက်သွားတဲ့အခြေအနေမဟုတ်ဘူးဒါပေမဲ့အခုအချိန်နေမှာ तू ကနောက်တစ်ယောက်အစ်စ် maybe အခုမှစပြီးစကားပြောတာတို့တလားသူ့ဘက်ကနေပြောစိတ်ဝင်စားတာပေါ့နော်သူ့ဘက်ကနေစိတ်ဝင်စားတဲ့ပုံစံမျိုးစပြီးစကားပြောတဲ့ပုံစံမျိုးအဲ့လိုမျိုးပုံစံမျိုးလေးတွေ့ရတယ်သိလားသူကအဲ့ဒီတရားပေါ်မှာခံစားချက်ကလေးလေးနက်နက်ရှိရယ်နော်တလားလေးလေးနက်နက်ရှိရယ်ဘယ်လိုပြောရမလဲဆိုတော့ရော်ဒီရော်ရွယ်ခံစားချက်မဟုတ်ဘူးလေးနဲ့တယ်ပေါ့နော်အဲ့တရားပေါ်မှာလေးနဲ့တဲ့ခံစားချက်ရှိတယ်ဒါပေမဲ့အခုမှစပြီးတော့စကားပြောကြည့်တဲ့အဆင့်တော့เนาะအပြင်မှာတစ်ခါလောက်ပဲတွေးကြည့်တဲ့အဆင့်အဲ့လောက်လေးကိုမြင်ရတယ်ပေါ့เนาะဆိုတော့အခုကြည့်တဲ့သူကမေးကောင်းမေးမယ်အဲ့ဆိုကျမကိုမေးသွားပြီလားเนาะကျမကလည်းမမေးသေးပါဘူးတဲ့เนาะ 2 of pentacle ပါနေတယ်သိလားเนาะချိန်ခွင်နှစ်ခုလိုမျိုးပေါ့เนาะလက်တလုံးမှာတော့သူကအာယုံကဟိုဘက်ကိုနည်းနည်းရောက်ပြီးတော့เนาะအခုကြည့်ရဲ့လူနဲ့အခုကြည့်ရဲ့သူကိုမဆက်သွဲတော့တာပဲပြီဟိုဘက်ကိုတော့နည်းနည်းလေးအာယုံရောက်နေတယ်ပေါ့เนาะenergy အသစ်ကိုကျွန်မတွေ့ရတယ်เนาะအဲ့ဒီတယောက်နဲ့ကလည်းသူကတငယ်ချင်းမိတ်ဆွေတွေเนาะမိတ်ဆွေတွေကတဆင့်တွေ့တာပဲဖြစ်မထင်မှတ်ထားတဲ့ပုံစံမျိုးလေးနဲ့တွေ့တဲ့ပုံစံမျိုးကျွန်မမြင်ရတယ်เนาะဆိုတော့အဆက်အသွယ်ပြန်ရနိုင်လားပေါ့နော်အဆက်အသွယ်ပြန်ရနိုင်လားနှစ်ယောက်ရဲ့အနာဂတ်ကိုကျွန်တော်ကဆွဲကြည့်လိုက်အောင် oh the hangman okay the hangman ကြတယ်နော် the hangman ကြတယ်ဆိုတော့အဆက်အသွယ်ပြန်ရနိုင်မလားဆိုတော့ဓာတ်ပြန်ကြကြရနော်ဆုံးသက်တွေတော့မြင်နေတယ်နှစ်ယောက်အခုလောဆယ်မှာတော့ तू ကကိုယ့်ကိုပြန်ပြီးတော့ဆက်သွယ်ဖို့အတွက်ကိုတော့တွေးဝင်နေတယ်เนาะတွေးဝင်နေတယ်စဉ်းစားနေတယ်မိမောနေတယ်စပွေးစပွားတွေဖြစ်နေတယ်เนาะအခုရှင်းပြောရမယ်ဆိုရင်အခုအချိန်မှာပေါ့เนาะအခုချိန်မှာကိုယ်နဲ့ပတ်သက်ပြီးတော့ तू အရင်အာရုံသိမ့်မရှိဘူးသိလားခံစားချက်အပိုင်းဆိုရင်လည်းအရင် like 20% လောက်ပဲကိုယ့်ပေါ်ခံစားချက်ရှိတော့မယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်that နှစ်ခါတော့ကြာထားတယ်เนาะဆိုတော့လက်ရှိမှာကိုနဲ့ပတ်သက်ပြီးတော့ခံစားချက်ပြောရမယ်ဆိုလို့ရှိရင်တော့ maybe like only 20% လောက်ပဲကိုပေါ်ပါခံစားချက်ရှိရတယ်ပေါ့เนาะအရင်တုန်းကရှိတဲ့တန်ရောစင်နေအဲ့ဒီဟာတွေကလည်းအခုချိန်မှာကအရင်မဖြစ်တော့ဘူးเนาะဘာလို့လဲဆိုတော့အခုလူသစ်သူ့မှာ new energy ရှိနေပြီအဲ့တယောက်နဲ့ကသူကအရန်ကိုလေးနဲ့တဲ့ဆက်ဆံရေးပုံစံမျိုးကိုကျွန်မမြင်ရတယ်เนาะအဲ့တော့ okay တူလားကျွန်မပြောတဲ့အတိုင်းပဲเนาะ तू ကအခုလက်ရှိအဲ့တယောက်နဲ့ तू ကပျော်နေရပေါ့เนาะပျော်နေတယ်သူ့အတွက်ကိုစိတ်ခံစားချက်စိတ်လှုပ်ရှားမှုရှင်ခုန်မှုပေါ့အစ်စ်အဲ့လိုပေးနိုင်တယ်เนาะအဲ့တယောက်က 3 of cups
တန်းအောင်ကြတာပဲเนาะဆိုတော့အဲ့တယောက်ကို तू ကလေဒီလိုဟိုပါပေါ့အရန်ဟိုဒါနဲ့ပေါင်းကြည့်လိုက်ကွယ်ဆက်မပြမယ်ဒါနဲ့ပေါင်းကြည့်လိုက်နော် The Magician ဒီရဆို Eternity sign နော် Tower up forever stability family ဆိုတော့ तू ကအဲ့လိုမျိုးအဲ့ဒီသူ့ရဲ့လက်ရှိတယောက်ကိုစိတ်ခံစားချက်အပိုင်းရအဲ့လိုမျိုးရှိရယ်နော် तू ကနော်ဆိုတော့ okay anyway ကျမတို့2ယောက်အနာဂတ်ပေါ့နော်2ယောက်အနာဂတ်ဆိုတော့အခုချီရဲ့သူနဲ့အဲ့ကိုရဲ့တစ်ဖက်လူနဲ့နော်အနာဂတ်ဘာတွေဆက်ဖြစ်မလဲကျမတို့ချီလာရအောင်သူစက်ကပြန်လုံးမလားနော်သူနဲ့ကိုနေကရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မှာလဲပေါ့နော်ရှေ့ဆက်ပြီးဘာတွေဆက်ဖြစ်မလဲတောင်းလိုက်မယ်နော် Okay. Oh my gosh. ခုနကတည်းကပြန်ကြပါလားကျွန်မ shuffle လုပ်တယ်တော့တေးချာ6 OP Okay နောက်တစ်ခါထပ်ဆွဲခြင်းတယ် The Devil Okay ဟုတ်ပြီအဲ့တော့လေကိုနဲ့သူနဲ့ဂျားထဲမှာအရင်တုန်းကလည်းကျွန်မပြောခဲ့တယ်လို့နော်toxic ဆန်တဲ့ပုံစံမျိုးတွေ toxic ဆန်တဲ့ attachment တွေဆက်ဆံရေးတွေနော်အများကြီးရှိခဲ့တယ်နော်အဲ့ဒီ toxic ဆန်တဲ့အရာတွေက mostly ကအခုချစ်ရဲ့သူဘက်မှာများနေတယ်နော်ဆိုတော့နှစ်ယောက်ကအခုချစ်ရဲ့သူကပဲဟိုဘယ်လိုပြောရမလဲစပြီးတော့သစ္စာဖောက်တဲ့ပုံစံမျိုးတွေပါလေကျွန်မမြင်တယ်နော်ကျွန်မမြင်တယ်ဒါပေမဲ့တစ်ဖက်လူကကြတော့လေသမုန်းပြန်ကြထားတယ်နော်သမုန်းပြန်ကြထားတယ်ဆိုတော့တစ်ဖက်လူကကိုယ်တန်ရောစင်ရှိရတယ်လားဆိုတော့ anyway ဟိုသူနဲ့အဆက်အသွယ်ပြန်ရနိုင်မယ်နော်အဆက်အသွယ်ပြန်ရနိုင်မယ်သူကအခုတယောက်အခုကနော်သူ့ရဲ့တပ်ပါတီလိုပဲပြောလိုက်ပါမယ်နော်တပ်ပါတီနဲ့ပတ်သက်ပြီးတော့အခုချိန်မှာသူ့အတွက်ရင်ခုန်မှုစိတ်လှုပ်ရှားမှုတွေဖြစ်နေတော့လဲပဲပြန်ပြီးတော့အဆက်အသွယ်ပြန်ရနိုင်မယ်နော်အဆက်အသွယ်သူ့ဘက်ကပဲစပြီးတော့လုပ်နိုင်မယ်နော်အဆက်အသွယ်ပြန်ရနိုင်မယ်သူ့ဘက်ကစလုပ်နိုင်မယ်သူကတစ်ချိန်မှာပေါ့နော်သူပြန်တွေးဝေလိုက်မယ်တဲ့တလားတွေးဝေလိုက်မယ်နှစ်ယောက်တည်းကနေပြီးတော့တယောက်ကိုရှင်ရမယ့်အခါမှာသူအခုကြီးရဲ့သူလည်းသူလုံးဝစိတ်ယတိပြတ် 100% ကိုလက်မလွတ်နိုင်ပါဘူးတလားကိုပေါ်တန်ရောက်စင်ရှိရဲ့နော်ချစ်ချင်းမြတ်တာကလုံးဝမရှိဘူးမဟုတ်ရှိရဲ့တန်ရောက်စင်တွေလည်းရှိနော်ဆိုတော့အဆက်တွေပြန်ရမယ်နှစ်ယောက်နော်ဒါပေမဲ့ဘယ်လိုပုံစံမျိုးအနေနဲ့လဲတော့ကျွန်မမသိဘူးဘာလို့လဲဆိုတော့ဒီ energy ရနည်းနည်းလေး complicated ဖြစ်တယ်သိကြတာတခုကသူအဆက်တွေပြန်လုပ်လိုက်မယ်နော်သူ့ဘက်ကနေပြီးတော့ပဲအဆက်အသွယ်သိကြပေါက်ကိုပြန်လုပ်ပါလိမ့်မယ်ဆိုတော့နောက်ဆုံးအနေနဲ့သူ့ရဲ့ရင်တွင်းစကားပေါ့နော်သူ့ရဲ့ရင်တွင်းစကားလေးကျွန်တော်ကြည့်ရအောင်ရင်တွင်းစကားကြည့်ရအောင်သူ့ဘက်ကနေပြီးတော့ကိုယ်ဘာတွေပြောချင်နေလဲသူအရင်တုန်းကလေသူအရန်ဒီဆက်ဆံရေးမှာရှိခဲ့တုန်းကပေါ့နော်ကိုနဲ့ဒီလိုမျိုးဆက်ဆံရေးမှာရှိခဲ့တော့သူအရန်သူ့ဘေးနားမှာကနော်ချစ်သူရေးစားရှိအခုကြည့်ရလို့ရှိနေပေမဲ့လည်းသူအမြဲတမ်းထီးကျန်နေလို့ပဲခံစားရတယ်တဲ့နော်သူ့ဘဝကြီးကလေဟိုမှောင်မိုက်ပြီးတော့အဲ့လိုမျိုးသိလားဟိုမပျော်နေဘူးကွယ်သူအဲ့လိုမျိုးဖြစ်နေတာနော်ငါအခုလောလောဆယ်မှာနင့်ကိုတို့လားငါအခုလောလောဆယ်မှာနင့်ကိုမဆက်သွယ်ခြင်းသေးဘူးတဲ့နော်ဒီတိုင်းပဲထားခြင်းသေးတယ်တဲ့နော်ဒါပေမဲ့တခုသိကြတာတခုကတော့နင်းနဲ့ပတ်သက်ပြီးခံစားရတယ်ငါ့ရဲ့ခံစားချက်တွေကငါဘယ်သူနဲ့မှဒီလိုမျိုးခံစားချက်မျိုးမရှိခဲ့ဘူးတဲ့နော်အဲ့ဓာတွေကိုတော့တကယ်လို့သူသိစေချင်တယ်တဲ့နော်ငါအခုချိန်မှာငါ့ရဲ့ခံစားချက်တွေကအေးဆက်သွားပြီးတော့နေနဲ့ပတ်သက်ပြီးတော့ဆက်ဆံရေးထဲမှာကဟို detach ဖြစ်သွားပြီပေါ့နော်
attachment မရှိတော့ဘူးပေါ့နော်သူလောလောဆယ်မှာစိတ်ခံစားချက်လဲလောလောဆယ်နော်ဒီမှာပြောလောလောဆယ်မှာလဲနင်းနဲ့ပတ်သက်ပြီးတော့လောလောဆယ်မှာသူ့မှာဘာမှစိတ်ခံစားချက် emotional မရှိတော့ဘူးတဲ့နော်သူလားဒီမှာပြောတယ်သူကဒီစစ်ဆန်ကြီးကသူ့ဘက်ကထက်အခုကြည့်ရသူကနည်းနည်းလေးဖောင်းခဲ့တာတွေပေါ့နော်အမားတွေများမယ်နော်ငါတိတယ်တဲ့နော်ငါတိတယ်အရင်တုန်းကငါခံစားငါချစ်ပေးခဲ့တယ်လို့ငါခံစားခဲ့ရတယ်လို့နော်ငါပေးဆက်ခဲ့တယ်လို့မျိုးနေရတော့မရှိခဲ့ဘူးဆိုတာငါသိတယ်တဲ့နော်နောက်ဆုံးတစ်ကတ်ဆိုမယ်နော်အဲ့တော့သူ့မှာကလည်းလေငငယ်တုန်းကလေစိတ်ခံစားချက် trauma လေးရှိမယ်နော်အဲ့ဟာလေးရှိမယ်တဲ့အရင်တုန်းကတော့နေကငါ့ကိုပြစ်ပယ်သွားခဲ့တယ်ပေါ့နော်ပြစ်ပယ်သွားခဲ့တယ်အဲ့ခံစားချက်ကသူအခုတည်းခံစားနေရတော့မယ်နော်ဆိုတော့ကျွန်မပြောရမလားအရှိကပြောခဲ့တယ်လို့ပဲအခုကြည့်ရသူကနော်သူ့ကိုစပြီးတော့ထားပါတော့ဟိုစလန်းခွဲတာတို့စပြီးတော့ဖောက်ပြန်တာတို့အဲ့လိုမျိုးပုံစံလေးကျွန်မမြင်ရတယ်เนาะဒီ energy ဒီ set sheet လေးတွေအတွက်ကိုသေသေးချာ clear လေးကိုမြင်ရပါတယ်ဆိုတော့အားလုံးဒီနေ့တော့ဒါကတော့ Sagittarius လေးတွေအတွက်ကို no contact ကို timeless reading လေးပါကျန်တဲ့ zodiac sign လေးကိုကျွန်မတစ်ခုချင်းစီတင်ပေးပါမယ်တခြား zodiac sign လေးတွေကိုကြည့်ချင်လဲကျွန်မ YouTube မှာတင်ထားပါတယ်เนาะဆိုတော့အားလုံးပဲဒီနေ့ reading လေးကိုစိုင်းနေတက်မယ်လို့ထင်ပါတယ်အားလုံးပဲနောက် video မှာပြန်တွေ့ပါမယ်